ဒီကတော့သားမီးမြောက်ကြောက်ကိုပြတော့ပဲဖြစ်ပါတယ်ကဲအဲ့လိုစားလိုက်ကြတော့မမေဘာလို့ခုမှထားလဲသမီးကိုခုမှထားရအောင်မမေဘာလို့ခါရိုက်ဆို sorry ထားတာဘာလို့ဒီနေ့မှ sorry ထားတာလဲအော်သမီးရေမေနေသိပ်ကောင်းချင်လို့ဟုတ်ကဲ့ဒါဆိုလည်းမေခဏတော့ပြန်လေးလိုက်ဦးနိမေခဏအိတ်လိုက်အောင်နော်သမီးဟိုဟာလေးမနေ့ဟိုဟာရေလေးပါလေးချိုးပြီးလို့ရှိရင်သမီးကကြောက်ရဲသွားရအောင်မှာဆိုတော့အဲ့ဒါကြောင့်မပါမေရဲ့ထားလိုက်ပါမေလည်းကောက်အိတ်ပါစီတော့ဆိုရဆုံးမယ်တင်နေဒီရလေအင်းနေသေးရဲ့ဆိုတော့ငါဝိစားတော့လဲလိုက်ပါဦးမယ်ငါဘာလဲလို့ဗီဒါကြီးဆိုတော့ပြလဲဗီဒါကြီးဆိုတော့ငါမနဲ့စားတော့ပြင်လိုက်ပါဦးမလီဟိုမှာရဲမေရဲနေကြောက်စရာပဲငါဒီနေ့ဆန်ဝစ်လေးပဲစားလိုက်ပါဦးမလီငါပြီးလို့ရှိရင်မေကိုငါဆန်မြုပ်လုပ်ပေးရမှာပဲငါခုမှနိုးရဆိုတော့ငါဖုန်းလေးတက်လိုက်ပါဦးမလီမန်ကြီးတော်ဖုန်းလေးတင်နေပြီဆိုတော့ငါမေကိုဆန်မြုပ်လေးတော့ပေးလိုက်ပါဦးမလီမေသမီးစာရေးစပွဲကိုလာပြီးခဏတော့ချိန်ပါဦးမေနေမကောင်းဘူးဆိုတော့မဆန်မြုပ်လေးတောက်လိုက်အောင်နော်ဆန်မြုပ်မဟုတ်ဘူးသမီးဒီနေ့မေကနည်းနည်းလေးအားရှိအောင်ဆိုပြီးသမီးကြာစံလေးပြုတ်ပြီးထားတယ်လာမေတော်ရင်တော့မေရိုက်ပေါ်ပဲစားရမယ်ဟုတ်ကဲ့မေဒါဆိုလို့ရှိရင်လေသမီးကြောက်ပါရဲ့သမီးမပြောတော့ဘူးနော် try လာသွားလိုက်ပါဦးမယ်ဒီမေကလည်းဒီနေ့မှရဲ့ငါချွားလေးတက်ပြီးသွားပြီဆိုတော့ငါကြောက်သွားဖို့လေကျောင်းတော့ချိန်လေးနေပြီဆိုတော့အဲ့လေးယူလိုက်ပါဦးမယ်ငါယူပြီးသွားပြီဆိုတော့ငါသွားလိုက်ပါဦးမယ်လीငါဒီနေ့တော့ငါတို့အိမ်မှာရေကူးကနီးလည်းရှိရဲဆိုတော့ကောင်းတာမို့ငါကြောက်ပြလို့ရှိရင်ငါကောကစားလို့ရပြီငါကားနဲ့သွားလိုက်ပဲဒီစပိန်ကဒုစပိန်လည်းမသိဟိုနေ့ကကလေးလေးလာတော့မချသွားသူများအိမ်နေလဲတိုက်ကုန်တော့မှာပဲမေကကျောင်းရှိမဘာဖြစ်နေကြလဲလူပြောင်းမှုဖြစ်ပွားနေရတာမသိပါကဲငါတော်လိုက်ပါဦးပဲလीဟိုမှာတီချယ်ကဒီနေ့ကနေပါလားငါတီချယ်တော့နှုတ်ဆက်လိုက်တော့ကြနေငါထကြော်သွားမှာဆိုတီချယ်မင်္ဂလာပါဘာလေးသမီးဒီနေ့သမီးတော့မရောက်လာပြီပဲတီချယ်ဒီမှာဒီနေ့မှသမီးတီချယ်အတန်းအောင်သွားမလို့ဟုတ်ကဲ့တီချယ်ဘာလို့မနေငါမလာလဲတီချယ်လားမနေတော့ငါတီချယ်နဲ့နေမကောင်းဖြစ်လို့မလာတာခွင့်တိုင်ထားရလေဟုတ်ကဲ့ဟဲ့ရိုစီနေဒီမှာနေဘိုင်းမစားဘူးလားဟာငါမစားပါဘူးဟာနေရလေငါအခုမှစားလို့လာခဲ့တော်လိုက်ပါဦးမယ်လီငါခရလေးထိုင်လိုက်ပါဦးမယ်ဖြစ်နိုင်ခွဲသားတော့အခါကဲအားလုံးပဲမင်္ဂလာပါဆရာကြီးကဲဒီတယောက်ဆိုင်လိုက်ကူးမယ်ဟုတ်ကဲ့ရှင့်ငါလိုက်ပါဦးမလီကဲဒီနေ့ဘာလို့အများကြီးပြကြရလဲကဲထားပါတော့လိုက်ကူကြ9 နိုင်ခွဲတော့အခါဆရာရလေအဲ့လာဦးမယ်အားကစားချိန်ရောက်တော့အခါငါအားကစားချိန်တော့သွားရမှာပဲ
အော်ဟိုမှာ Rosie ကလည်းငါ့ဘာမဆောင်ဘူးပဲ Hey Rosie အော်ဤပြောလေအော်ငါတို့ပြရတော့မှာဆိုတော့ဟိုမှာဆိုင်ရင်ဆရာကြီးဟိုဘက်မှာချန်ထိုင်းမတီချေပဲအော်တော်လိုက်ပါမလေးအော်ငါဒီမှာရောက်လာပြီဆိုတော့ငါအင်းဒီဝစားလဲလိုက်ပါမလေးဘယ်သူမှလည်းခေါ်ကြမလို့ဆိုတော့ငါတယောက်တည်းရင်ပြေးရပေါ့ဟာဒီကောင်မလေးကအရန်လဲအပြေးမြန်ပါတယ်သူဆိုရင်အခုတပတ်ပြေးပါတော့မယ်ဟာနောက်ချလိုက်တာသူများရအခုမှလာကြတယ်ငါတယောက်တည်း7 နာရီ 40ရောက်တော့အခါအော်ဘယ်လီကမှာပဲဟာတော့ဘယ်လီကမတူရဲ့ဘယ်လို့ပြန်သွားနေကြတော့ငါတယောက်တည်းရှိရလားအော်မဟုတ်ပါဘူးတို့ဒီဘက်ကောလားဟာအော်အေးဒါငါတို့ခံဟာရလည်းမဟုတ်ပဲလေဟဲ့ဘာလို့တို့ဘယ်လီကဝစ်ဆောင်မှုပဲနေဒီတိုင်းညကနေကြလည်းမသိဘူးဒီ share လည်းဘယ်ရောက်တော့ချစ်ဒီရဲ့ဘာလို့ဘယ်လီကဝစ်ဆောင်မှုခိုင်းကြရလဲသူတို့မွေးချင်လို့မွေးချင်တာမဟုတ်ဘူးသူတို့ကပြီးပြီအော်ဟုတ်ကဲ့ဟိုမှာအခုဝင်လာရမှာအော်အေးအော်ငါနေစောင့်နေရ Rosie ရဲ့အေးလားဟာသူကအရင်နဲ့ဖော်ရပါရဲ့သူများအကူညီရှိရင်လဲသူကလိုက်ပြီးတော့ကူညီပေးပါရဲ့ဟောအကုန်လုံးကအေးဒီမှာသူညက်နေပြီပဲအော်သူ့ငါပြင်ထုတ်လိုက်တော့အော်တော့အမြင်သွားတော့ငါလှုပ်ချရဲ့ဟာအော်ညသွားလိုက်ဂျားရမညက်နေပြီဟာအော်မလေးလိုက်တာရှင်းရလဲခေရောရှင်းမဘဲလေးကကျင်လဲကနော်ကျမကလိုက်အောင်မယ်ဟာသူတို့ချိန်မားနေကြလားမသိဘူးနော်အေးဟုတ်တယ်ဟာငါပိုက်တော့စားလာပြီ7 နာရီထိုးနေဆိုမလေးငါကြောက်ထရောက်တည်းရပဲအော်ဒါဆိုငါပဲမားရတင်နေဒါပေမဲ့ငါright volley ပဲစားလိုက်တော့မယ်စားလို့ကောင်းလိုက်တာဒါပေမဲ့ငါဝတ်စားရမလဲခဲ့ရအောင်ဘာမှဖြစ်ပါဘူးကဲအားလုံးပဲစောင့်ကြည့်ပေးကြတဲ့ကျေးဇူးအများကြီးတင်ပါရှင်နောက်တစ်ဖက်ကျူလေးမြတ်ချက်ပါ